ဖနက်တရံမိတ်ဆွေတယောက်ရဲ့အလူသွားရင်ကျွန်တော်ဖနက်တစ်ဖက်ပျောက်ပါတယ်သူ့ရဲ့အလူကအလွန်ကြီးကျယ်ခမ်းနားတယ်မန္တလေးမြို့68လမ်းကဝိဇိတာယုံဘုံကြီးကျောင်းမှာပြုလုပ်ခြင်းဖြစ်တယ်ဘုံကြီးကျောင်းတွေကဓမ္မယုံပေါ်မှာအလူပွဲခမ်းနားကိုကျင်းပါတယ်သူ့ရဲ့အလူမှာအလူရှင်ကိုယ်တိုင်ချက်ပြုတ်တဲ့ဟင်းလျာများနဲ့ထမင်းကျွေးအိတ်ခမ်းတယ်အလူရဲ့ထုံးစံအတိုင်းအချိုပွဲတွေရေခဲမုတ်တွေလက်ဖက်တွေလည်းပါလိုက်သေးတယ်ဓမ္မယုံအဝင်ဝမှာဖနက်ထဲတဲ့စင်တစ်ခုရှိတယ်ကျွန်တော်ရဲ့ဖနက်ကိုအဲ့ဒီဖနက်စင်ထဲမှာတည်တည်ချာထည့်ခဲ့ပါတယ်အလူရှင်ကလည်းတငယ်ချင်းရင်းဖြစ်နေတော့သူ့ရဲ့အလူပွဲမှာအချိန်ကြာနေပေးဖို့ပြောတယ်လာတဲ့ဧည့်သည်တွေကိုလည်းသူ့ကိုယ်စားကျွန်တော်ကဧည့်ခံပေးရတယ်လာတဲ့ဧည့်သည်တွေမှာစီးပွားရေးလုပ်ငန်းရှင်တွေပါတယ်ဌာနဆိုင်ရာအရာရှိတွေပါတယ်စာပေပညာရှင်တွေလည်းပါတယ်ကျောင်းဆရာမတွေလည်းပါတယ်ကျွန်တော်ကလာသမျှဧည့်သည်တွေကိုဧည့်ခံနေပြီးရင်အလူပွဲအခမ်းအနားရှိသက်ချပြီးပြန်လာခဲ့ရပါတယ်ပြန်တော့မယ်လို့တော့ဖနက်ကိုတတိယမိတယ်ဖနက်စင်တွေကကျွန်တော်ဖနက်ကတစ်ဖက်သေးကျန်တော့တယ်ဒီတော့ကျွန်တော်ရဲ့ဖနက်ကိုမှားစီးသွားတာမဖြစ်နိုင်ဘူးဖနက်အကောင်းနဲ့မကောင်းတာကိုလဲစီးသွားတာလည်းမဖြစ်နိုင်ဘူးကျွန်တော်ဖနက်ကိုခိုးယူသွားတာလည်းမဖြစ်နိုင်ဘူးတကယ်လို့မှားစီးသွားတယ်ဆိုရင်ကျွန်တော်ဖနက်နဲ့အရွယ်တူခက်စစ်စင်ဖနက်တရန်ကြံခဲ့မှာပေါ့ကျွန်တော်တစ်ဖက်ပြောက်တာကိုအလူရှင်တငယ်ချင်းကတည်တော့တော်တော်လေးအားနာသွားတယ်သူ့ဖနက်ကိုစီးသွားဖို့ကျွန်တော်ကိုပြောပါသေးတယ်ကျွန်တော်ကလည်းသူ့ကိုပြန်ပြီးအားနာနေမိတယ်ဖနက်ပြောက်တာတိတ်ပြီးစမ်းကြင်လာတဲ့ကိစ္စတော့မဟုတ်ဘူးလူအများနဲ့ပြုလုပ်ရတဲ့ဒီလိုပွဲမျိုးမှာဖြစ်လေဖြစ်ထားရှိတဲ့ကိစ္စတည်းပါဒီလိုဖြစ်တတ်ပါတယ်ဖနက်ဆိုတာဘယ်နဲ့ညာရှိမှပြည့်စုံတာစီးလို့ရတာမျိုးပါဖနက်တစ်ဖက်ပျောက်သွားပြီဆိုတော့ကြံတစ်ဖက်ကအသုံးမဝင်တော့ဘူးပျောက်သွားတဲ့ဖနက်တရံကိုတန်ရောစင်တွင်နေလို့လဲအပူပဲကြံခဲ့တဲ့ဖနက်တရံကိုပြန်မြင်တော့လဲပျောက်သွားတဲ့ဖနက်တရံကိုခြာရင်တဲ့စိတ်ကဖြစ်ပြန်နေကျွန်တော်ကပျောက်သွားတဲ့ဖနက်တရံကိုရှာရင်အလူရှင်တငယ်ချင်းကစိတ်ကောင်းမှာမဟုတ်ဘူးဒါကြောင့်ဘာလို့ရင်ကောင်းမလဲစဉ်းစားမိတယ်အဲ့ဒီအချိန်မှာကျွန်တော်ဖတ်မှတ်ဖူးခဲ့တဲ့ဂန်ဒီရဲ့နီလန်းကိုတတိယမိတယ်အဲ့ဒီတခါတော့ကဂန်ဒီဟာမိရထားနဲ့ခီးသွားတဲ့မိရထားထွက်ခန်းဒီမှာဘူတာယုံကိုရောက်တယ်ပြာတိပြရာနဲ့ပေါ့မိရထားစထွက်မိရထားပေါ်အတက်မှာဘယ်ဘက်ဖက်နဲ့တင်ဟာမိရထားပေါ်ကပြုတ်ကျသွားတယ်သူ့ခြေထောက်မှာညာဘက်ဖက်နဲ့တင်ရမဲပါတော့တယ်ညာဘက်ဖက်နဲ့တစ်ဖက်ထဲနဲ့ဖက်နဲ့ဆိုတာကို့အတွက်အသုံးဝင်တော့ဒီလိုကြကြံခဲ့တဲ့ဖက်နဲ့တင်ဟာလဲကောက်ရတဲ့သူအတွက်အသုံးဝင်နိုင်ဘူးချက်ချင်းဆိုသလိုပဲညာဘက်ဖက်နဲ့ကိုချွတ်လိုက်တယ်ကြကြံခဲ့တဲ့ဘက်ဖက်နဲ့ရှိတဲ့နေရာကိုညာဘက်ဖက်နဲ့ကိုလွှတ်ပစ်လိုက်တယ်ရည်ရွယ်ချက်ကတော့ကောက်ရတဲ့သူဖို့ဘဲညာနှစ်ဖက်နဲ့ဖက်နဲ့တရံဖြစ်ပြီးအသုံးဝင်စေခြင်းလို့ပါဂန်ဒီရဲ့ရှောက်တခင်ဖြစ်တဲ့ညံနဲ့အတွေးကိုကျွန်တော်သဘောကျတယ်ဒါကြောင့်သူအသုံးပြုခဲ့တဲ့နီလန်အတိုင်းသုံးလိုက်တယ်ကျန်တဲ့ဖက်နဲ့တရံကိုထားခဲ့ပြီးခြေပလာနဲ့ဆိုင်ငယ်စီးပြီးပြန်လာခဲ့တယ်ဆိုင်ငယ်စီးရင်ကျွန်တော်တွေးမိတာလေးပြောပြစီဖနက်ဆိုတာဘယ်နဲ့ညာရှိတယ်နှစ်ဖက်လုံးဝမတူတကယ်ကိုပြောင်းပြန်ကြည့်ပါတကယ်စံကျင်ဘက်ကြီးဒါပေမဲ့ဘယ်နဲ့ညာရှိမှစီးလို့ရတယ်ဘယ်ဘက်ဖနက်မရှိရင်ညာဘက်ဖနက်ဟာအသုံးဝင်ဘူးဒီလိုပါပဲညာဘက်ဖနက်မရှိရင်လည်းဘယ်ဘက်ဖနက်ဟာအသုံးမကျတော့ပြန်ဘူးဘယ်နဲ့ညာနှစ်ဖက်ရှိမှစံကျင်ဘက်တွေဖြစ်ပြီးတစ်ခုရဲ့တန်ဖိုးကိုကျန်တစ်ခုကထောက်ပံ့ပေးနေတာဘယ်ဘက်ဖက်နဲ့ကြောင့်ညာဘက်ဖက်နဲ့ဟာတန်ဖိုးရှိနေသလိုညာဘက်ဖက်နဲ့ကြောင့်လည်းဘယ်ဘက်ဖက်နဲ့ဟာအတိတ်ပဲရှိနေခြင်းဖြစ်တယ်ဘယ်ဘက်ဖက်နဲ့ပြတ်သွားလို့ညာဘက်ဖက်နဲ့ကိုသူများဘယ်သူကများတင်ထားကြလို့လဲအဲ့ဒီလိုပဲညာဘက်ဖက်နဲ့ပျောက်သွားရင်လည်းဘယ်ဘက်ဖက်နဲ့ကိုဘသူကများအမှတ်တရတင်ထားရလူရှိလို့လဲဖက်နက်ဆိုတာဘယ်ညာပြည့်စုံမှတန်ဖိုးရှိတာမျိုးပါချွင်းချက်တစ်ခုတော့ရှိတာပေါ့ချစ်သူပြောက်လို့ရှားတဲ့စင်ဒရဲလာပုံမြင်မှာတော့ပျောက်နေတဲ့ဖနက်တရံနဲ့အချစ်ဆက်လန်းတွေကိုဖန်တီးခဲ့ဘူးတယ်ဒီလိုပဲဆက်ပြီးတွေးမိတယ်ပတ်ဝန်းကျင်နဲ့ဆက်ဆံတဲ့အခါဖနက်တရံလိုအမြင်မျိုးနဲ့ဆက်ဆံတင်တယ်သူနဲ့ကိုဟာစန့်ကျင်ဘက်အမြင်ဖြစ်ပြီးဆိုရင်ဖနက်တရံလိုသဘောထားလိုက်တာမကောင်းလားဗျာသူ့ရဲ့မတူညီတဲ့အမြင်ကြောင့်ကိုယ့်ရဲ့အမြင်ဟာပိုပြီးတန်ဖိုးရှိနိုင်တယ်လို့ကိုယ့်ရဲ့အမြင်ကြောင့်လည်းသူ့ရဲ့အမြင်ဟာတန်ဖိုးရှိနိုင်တယ်သူ့ရဲ့အယူဆတွေဟာကိုယ့်ရဲ့အယူဆတွေနဲ့ခြားနားနေတိုင်းပြဿနာမရှာသင့်ဘူး
ရှားနားနေတဲ့အယူဆတွေဟာဖက်နှက်တရံလိုပဲအပြန်အလှန်တန်မိုးကိုဖြစ်စေနိုင်တယ်ဆိုတာတွေးကြည့်ရင်သိနိုင်တယ်ငါအမြင်နဲ့မတူတိုင်းမှားတယ်လို့ပြောလို့မရဘူးသူ့အမြင်နဲ့ခြားနားနေတိုင်းလဲကို့အမြင်ကိုဖျက်ဆီးမပစ်သင့်ဘူးတကယ်တော့စန့်ကျင်ခြင်းဟာတန်မိုးတစ်ခုဖြစ်တယ်ဆိုတာသိထားသင့်တယ်တခါလေကိုကအမှန်ကိုလုပ်နေတဲ့သူစီကံအတိုင်းဆက်ဆံတဲ့သူစာအုပ်ကြီးသမားအတိအကျကြိတ်တယ်ဆိုပြီးတစ်ဖက်လူကိုမဆက်ဆံသင့်ဘူးတစ်ဖက်မှာလည်းဖွင့်ပြောဖို့မလွယ်တဲ့အခက်ခဲတွေရှိနိုင်တယ်ဆိုတာတွေးသင့်တယ်အမှန်တရားဆိုတာပါလေကိုထင်တာကိုမှန်တယ်လို့ပြောတတ်တာလူရဲ့သဘာဝပဲဒါကြောင့်သူမမားသလိုကိုလည်းမမားဘူးဆိုတဲ့အမြင်ရှိသင့်တယ်ကိုလည်းမှန်နိုင်သလိုသူလည်းမှန်နိုင်တယ်ဆိုတာလက်ခံသင့်တယ်အဖြေဆိုတာတခုတည်းမရှိပါဘူးအနက်ရောင်ရဲ့ဆန့်ကျင်ဘက်ကပါလေအဖြူရောင်တခုတည်းမဟုတ်ဘူးကြံတဲ့အရောင်တွေလည်းဖြစ်နိုင်တယ်ဒါကြောင့်လောကကြီးကိုဖက်နှက်တရံလို့မြင်သင့်တယ်ကျွန်တော်တို့ပတ်ဝန်းကျင်ကိုကြည့်လိုက်ဆန့်ကျင်ဘက်ရဲ့အလားတရားကိုတွေ့နိုင်တယ်နေ့ဆိုတာညရှိလို့ဖြစ်လာတာညရဲ့တန်ဖိုးဟာလည်းနေ့ရဲ့အထောက်ပံ့ကြောင့်ဖြစ်နေရတာအလင်းဆိုတာအမှောင်ကြောင့်ဖြစ်ရတဲ့တန်ဖိုးတစ်ခုပါအဖို့နဲ့မှရှိလို့လောကကြီးကတည်မြဲနေတာပါပြီးသွားပါပြီရှင်